Hey guys ကျွန်တော်ရှင်းတာပါမြန်မာနိုင်ငံရဲ့မတူထူးကြတဲ့ female rapper 9ယောက်အနည်းနေရာမှာရှိတဲ့ female rapper စမ်းကြောင်းမိခင်အီလီဖြစ်ပါတယ်စမ်းကြောင်းမမြဲတမ်းကဟိုင်းနေငါနေတဲ့မျိုးနဲ့လူတိုင်းမေရန်ကုန်မျိုးရဲ့မျိုးနဲ့တိုင်းမှာကွက်တွေရွှေ့ပြီးငါတိုင်းတယ်လောက်တွေစ조사ညအိမ်မြရန်ကုန်မျိုးထားကိုရှိုးထား skirt all ပြီးတော့ရေစီချောင်းတိုင်းရန်ကုန် no ထား don't judge me please နေရာတိုင်းကတိုးတက်တယ်ရန်ကုန်သားတွေကပြောကြည့်ပြီးမဲ့လဲနေတာထိုင်တာ so fresh ပဲ I'm a Gucci just friend တို့ဘာလို့သူရှေ့မှာလည်းရှိသေးပြီးတော့သူတယောက်လည်း solo ထွက်ထားတဲ့